Welcome to Azad and English Sharing ဒီနေ့မှာတော့ကျစီတို့ကဘာလေ့လာမလဲဆိုလို့ရှင် differences ခြားနားချက်တွေကိုလေ့လာပါမယ်စကားလုံးနှလုံးပေါ့နော်ပထမဦးဆုံးက another other နောက်ဆုံးတစ်ခုကကျတော့ talk to နဲ့ talk with ပထမဦးဆုံးဖြစ်တဲ့ another နဲ့ other another ဆိုလို့ရှိရင်တူညီတဲ့အရာတစ်ခု same ဖြစ်တဲ့ဟာကိုမှ tab ရောမှနောက်တစ်ခုရချင်တာဒါဆိုလို့ရှိရင် another ကိုသုံးတယ် other ကျတော့မှ different ဖြစ်တဲ့ဟာပေါ့နော်နောက်ထပ်အရှားတစ်ခုအဲ့ဒါကိုရချင်တာဆိုလို့ရှိရင်အားသားကိုသုံးတယ်ဥပမာကိုကထားပါတော့ဗောနော်ဘီယာဆိုင်မှာထိုင်ပြီးတော့ဘီယာတောက်တယ်တက်ကားဘီယာကိုတောက်တယ် waiters ဝဲထွားလာပြီးတော့မှကို would you like another tiger please ဗောနော်တက်ကားနောက်တစ်ခွက်ထပ်ရရှင်လားလို့မေးတယ်ကိုကတက်ကားမတောက်ရှင်တော့ဘီယာပြောင်းရှင်တယ်နောက်ဘီယာတစ်ခုကိုတောက်ရှင်တယ်ဆိုလို့ရှင် no I would like to have the other one Leo please ဗောနော်ဒီတစ်ခါတိုက်ကားမတောက်တော့ဘူး Leo ပဲတောက်ချင်တယ်ဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ်နောက်တစ်ခုကကျတော့ talk to talk with နှစ်ခုစလုံးရဲ့အဓိပ္ပာယ်ကကျတော့စကားပြောသည်တယောက်ယောက်နဲ့ပြောတာပေါ့နော်ဒါမဲ့ဘယ်နေရာမှာကွာသွားလဲဆိုလို့ရှိရင်စကားပြောတဲ့အရှင်နေပုံစံကွာသွားပါတယ် talk to ကကျတော့ဒီစကားပြောတဲ့နေရာမှာတယောက်ယောက်ကပဲအများကြီးပြောတာတယောက်ကပဲအများကြီးပြောတာပေါ့နော်ဥပမာ I talk to my friend ဆိုလို့ရှိရင်ကိုနဲ့တငယ်ချင်းနဲ့စကားပြောတယ်ဒါပေမဲ့နှစ်ယောက်ထဲမှာတစ်ယောက်ကပဲအများကြီးပြောသွားတာဒါဆိုလို့ရှင် talk with ကကျတော့အပြန်အလှန်စကားပြောတာတယောက်နဲ့တယောက်အပြန်အလှန်စကားပြောတယ်သူပြောတယ်ကိုပြောတယ်ပို့ပြီးတော့မှရင်းနှီးဖော်ရွေတဲ့ပုံစံပြတယ်ဒီလိုချိန်နေမှာဆိုလို့ရှင် talk with ကိုသုံးတယ်ပေါ့နော်ဥပမာသူမေးထားတဲ့နေရာမှာဆိုလို့ရှင်ပါလဲဆိုတော့ I'm afraid of talking to my boss ကိုက boss နဲ့စကားတွားပြီးပြောရမှာကိုကြောက်တာကိုကကြောက်နေတာကိုက boss ကိုတွားပြီးတော့မှအရင်အဆုံးတွားပြီးတော့မှပြောရမှာကိုစိတ်ထဲမှာတက်တာမဖြစ်နေတာဒါဆိုလို့ရှင် I'm afraid of talking to my boss ဆိုပြီးမှပြောတယ်နောက်တစ်ခု I'm afraid of talking with my boss ကကြတော့ကိုနဲ့ boss နဲ့အပြန်အလှန်ပြောရမှာဆွေးနွေးရမှာကိုကအဆင်မပြေတာကြောက်တာဒါဆိုရင်တော့ရမယ်လို့ထင်ပါတယ် See you in the next video bye